မျိုးသားတစ်ယောက်ဟာမနက်ပိုင်းသူရီးစားကိုသုံးပေးဆိုင်ကယ်လေးနဲ့တွားကြိုပြီးအလုပ်ပို့ပေးခဲ့တာပါ။ဒါပေမဲ့ရီးစားဖြစ်သူကတော့ကွန့်ကွက်တော်ထဲမှာဆိုင်ကယ်မှောက်သွားတာကိုရှက်စရာလို့ထင်သွားပြီးလမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ပြီးတော့မှအမျိုးသားလေးကိုစွန့်ပစ်ခဲ့ပြီးလူချောပတ်စံရှိသူတစ်ယောက်ရဲ့ပြိုင်ကားပေါ်ကိုခိုးစီးပြီးလိုက်သွားခဲ့တာပါ။ဒီအကြောင်းကိုသိသွားတဲ့အမျိုးသားကစိတ်ဆိုးမသွားတဲ့အပြင်အယူတစ်ယောက်လိုဟန်ဆောင်ပြီးလမ်းပေါ်မှာရမ်းဖောက်ကအောင်ပွဲခံခဲ့ပါတော့တယ်။ဒါပေမဲ့ဒီမျိုးသမီးအိမ်မက်တောင်မမှတ်ထားနိုင်တဲ့အချက်ကတော့သူစွန့်ပစ်ခဲ့တဲ့အမျိုးသားဟာတကယ်တော့မြို့ပေါ်ကအချမ်းသာဆုံးတထေးကြီးရဲ့အဖျားဖြစ်နေတာပါ။သူအခုလိုအယူဟန်ဆောင်ပြီးတောင်းစားနေတာကလည်းသူ့ရဲ့စီးပွားဥစ္စာတွေကိုမမှတ်မောပဲစိတ်ရင်းမှန်နဲ့ချစ်ပေးမဲ့ချစ်သူကိုရှာခြင်းလို့ဖြစ်ပါတယ်။၃ရက်တိုင်တောင်းစားခဲ့ပေမဲ့ဘာမှမထူးခြားလို့အားလျှော့တော့မဲ့အချိန်မှာတော့မင်္ဂလာဆောင်တစ်ခုမှာသူတို့သမီးလေးစစ်ဆက်ပွဲဖျက်သိမ်းခံလိုက်ရတာကိုမထင်မှတ်ပဲတွေးလိုက်ရတာပါ။စစ်ဆက်ပွဲပြတ်သွားလို့စိတ်ထိခိုက်နေတဲ့သူတို့သမီးလေးကသူ့ရဲ့ပန်းစည်းကိုမိအောင်ဖမ်းနိုင်တဲ့သူဘသူမဆိုလက်ထပ်မယ်လို့ကြေညာလိုက်ချိန်မှာတော့အယူဟန်ဆောင်ထားတဲ့အမျိုးသားကပန်းစည်းကိုလူပြီးမိအောင်ဖမ်းလိုက်တာပါ။လုံခြုံရေးတွေကအတင်းလာဆွဲထုတ်ပေမဲ့သူတို့သမီးလေးကတော့သူ့ကိုလက်ထပ်မလားလို့မေးလိုက်ပါတယ်။အယူဟန်ဆောင်ထားတဲ့အမျိုးသားကလည်းမနက်တိုင်းပေါက်စီကျွေးရင်လက်ထပ်မယ်လို့ပြောတာကြောင့်သူတို့နှစ်ဦးဟာမင်္ဂလာဆောင်စင်မြင့်ပေါ်မှာနေပြိသက်တွေရှိလက်ထပ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါအိမ်ဖော်တော်ကြီးကအမျိုးသမီးလေးကိုလမ်းဘေးကဖုံးစားအယူတစ်ယောက်ကိုလက်ထပ်လိုက်ရသလားဆိုပြီးစိတ်မကောင်းဖြစ်ကလာရောက်အပြစ်တင်စကားပြောနေခဲ့တာပါ။ဒါပေမဲ့ရေချိုးကန်းထဲကနေရေမိုးချိုးပြီးပြန်ထွက်လာတဲ့အခါမှာတော့လမ်းဘေးကမြစ်ပိုင်နေတဲ့အယူမဟုတ်တော့ပဲကြည်ုံနဲ့တင်ကြွေသွားရလောက်အောင်အရန်ချောတဲ့သူတစ်ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲတွေးလိုက်ရပါတော့တယ်